တငယ်ချင်းများအားလုံးမင်္ဂလာပါဖူ BKK channel မှာပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်မုတ်ဒီတုတ်ကျွန်တော်တို့တုတ်စားကြမယ်เนาะအရန်ကိုမှစားလို့ကောင်းပါတယ်เนาะကျွန်တော်ကဒီနေရာမှာငါးတစ်တာလေးနဲ့တုတ်ထားပါတယ်ငါးတစ်တာမကြိုက်တဲ့တငယ်ချင်းတွေကလည်းတခြားအသားငါးတွေထည့်လို့ရပါတယ်เนาะချက်သွန်ဒီပါတစ်လုံးပါเนาะခပ်ပပလေးလီးထားပါမယ်နန်နန်ပင်မှာအနှဲငယ်လေးလီးထားပါမယ်ပဲသီးရှိပါเนาะပဲတော့ပါပဲတော့ကိုလည်းအနှဲငယ်ကျွန်တော်လီးထားပါမယ်ခပ်ပပလေးလီးထားပြလိုက်ပါเนาะအားလုံးလီးပြီးတော့ရင်စပြီးတော့တုတ်ဖို့အတွက်မုတ်ဒီလေးတွေထည့်ပါမယ်เนาะမုတ်ဒီကတော့ကျွန်တော်တချင်းကိုတဝက်ကြော်လောက်ကျွန်တော်တုံးထားပါတယ်မုတ်ဒီလေးတွေကိုအားလုံးကိုပေါ့เนาะဒီနေပေးလိုက်ပါเนาะအားလုံးကိုခြေပေးလိုက်ပါခြေပေးပြီးဆိုလို့ရှိရင်ငါတစ်တာတဘူးလုံးကျွန်တော်ဖောက်ထည့်ပါမယ်เนาะပြီးရင်ဆိုတော့ကျွန်တော်တို့လီထားတဲ့ပဲတောက်ရှိရယ်နနန်ပင်ရယ်ကြက်သွန်နီတွေရယ်အားလုံးကိုဒီမှာထည့်ပါမယ်เนาะအရသာမဟုတ်လေအနေငယ်ထည့်ပါမယ်ငတ်မြရည်လေးအနေငယ်ထည့်ပါမယ်เนาะတကယ်လို့ကိုကအချင်းကြိုက်တယ်ဆိုရင်အချင်းလေးမှာတမယာသီးလေးမှာအနေငယ်ညှစ်ထည့်ပေးပါငရုတ်တီအကျက်မုတ်ထည့်ပါမယ်အားလုံးထည့်ပြီးဆိုလို့ရှိရင်အားလုံးကိုတမသွားအောင်ရောပြီးတော့နေပေးလိုက်ပါလောက်ရတာလည်းအရန်လွယ်ကူသလိုစားလို့လည်းအရန်ကောင်းပါတယ်เนาะကြိုက်ကြမလို့ကျွန်တော်ထင်ပါတယ်အိမ်မှာလွယ်တကူလိုက်ပြီးတော့တုတ်စားကြည့်ကြပါဦးเนาะမုတ်တီကြိုက်ကြတဲ့တငယ်ချင်းတွေအတွက်ကတော့လုံးဝ share ပါပဲเนาะကျွန်တော်ရဲ့ဗီဒီယိုလေးကိုအစားဆုံးထိကြည့်ပြီးတဲ့တငယ်ချင်းတယောက်စီတိုင်းကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်